ကိုကာကိုလာကိုဒီလိုမျိုးထုတ်လုပ်တယ်လို့ကျွန်တော်တခါမှမတွေးဘူးခဲ့ပါဘူးအစိုးမှာလူတယောက်ကအကျွေးစစ်တစ်ခုကိုအလိုလျောက်ရောင်းဆက်ထဲထည့်လိုက်ပါတယ်အကျွေးစစ်ဟာရှော့လန်အတိုင်းလိမ့်ဆင်းသွားပြီးစနစ်အတွင်းထဲကိုတိုက်ရိုက်ရောက်ရှိသွားပါတယ်အကျွေးစစ်ရောက်ရှိသွားတာနဲ့တပြိုင်နက်လုပ်သားတွေဟာအချက်ပြချက်ကိုလက်ခံရရှိပြီးထုတ်လုပ်မှုလိုင်းတစ်ခုလုံးစတင်လဲပတ်ပါတော့တယ်စက္ကန့်ပိုင်းတွင်းမှာပဲဝါရုပ်တုံးနဲ့ချစ်စရာကောင်းတဲ့ငှက်သုံးကောင်ဟာလှုပ်ရှားမှုတွေပါဝင်လာပါတယ်သူတို့အားလုံးစုပေါင်းပြကိုကာကိုလာပလင်းလို့တစ်ခုကိုမကနောက်ထပ်စကန်တစ်ခုစီတို့တည်ဆောင်သွားကြပါတယ်အဲ့ဒီကနေတဆင့်ပလင်းကိုညက်တွေပါတယ်ကွင်းတစ်ခုထဲမှာချိတ်ပိတ်လိုက်ပါတယ်ပြီးနောက်ဆက်ရုပ်လက်တစ်ခုကပလင်းကိုပစ်မပြီးချိုင်ဝမ်းရဲ့အလဲဘိုတဲတင်မှာဂယူးတစ်ဆိုင်ချထားပေးလိုက်ပါတယ်ပလင်းထဲကိုကိုကာကိုလာတွေဖြည့်တင်းပေးလိုက်တာနဲ့တပြိုင်နက်နှုတ်ခမ်းနီနီနဲ့တင်းငယ်ပြီးချစ်စရာကောင်းတဲ့တတဝါလေးတွေဟာပလင်းမှာလာရောက်ကတ်တွေကြပါတယ်သူတို့တွေဟာပလင်းထဲမှာကက်စ်တွေပြေဝဖြည့်တင်းပြီးတဲ့အထိကက်တွေနေကြတာပါအဲ့ဒီနောက်မှာတော့ပလင်းကိုနောက်ထပ်အဆင့်တစ်ခုဖြစ်တဲ့ရေခဲအလုံးယုံစီတို့ပို့ဆောင်လိုက်ပါတယ်ဒီဘိုင်းကလည်းအရန်ကိုအရေးကြီးပါတယ်ဒီနေရာမှာလုပ်သားတွေကနင်းသီးတွေကိုချိတ်ဆက်ထဲပစ်ထည့်ကြပြီးအဲ့ဒီကနေအေးခဲနေတဲ့လေအေးတွေမှုထုတ်ကကိုကာကိုလာကိုချက်ချင်းအေးခဲသွားစေပါတယ်အေးမြသွားပြီးတဲ့နောက်မှာတော့အထူးခြားဆုံးနဲ့နောက်ဆုံးအဆင့်စတင်ပါတော့တယ်အဲ့ဒါကတော့ကြီးကျယ်ခမ်းနားတဲ့နှုတ်ဆက်ခြင်းအထိမ်းမှတ်အောင်ပွဲခံပွဲဖြစ်ပါတယ်အားလုံးကမီရှူမီပန်းတွေကိုအတူတူစတင်ဖောက်ကြပါတယ်အဲ့ဒီနောက်တစ်ကြိမ်မှာတော့ကိုကာကိုလာပလင်းဟာအောက်ကိုလိမ့်ဆင်းသွားပြီးဆက်ထဲကိုအကျွေးစစ်ထည့်ခဲ့တဲ့လူစီတို့ရောက်ရှိသွားပါတော့တယ်သူငယ်ချင်းတို့ရောကိုကာကိုလာကို